Okay, so ပြန်မယ်နော်တရုတ်ဝါကျတိဆောက်ပုံလေးတွေဆိုရှင်အင်္ဂလိပ်ဝါကျတိဆောက်ပုံလေးတွေခက်ဆင်ဆင်မှာပဲတဲ့ subject verb object အဲ့လိုသွားပါတယ်တဲ့အမနာဥပမာနေနဲ့ဆို I want coffee I want coffee ကျွန်တော် coffee လေးလိုချင်တယ်ရဲဆိုရှင် Chinese လို့ဆိုလို့ရှိရင်လည်းI ဆိုတာ subject one ဆိုတာ verb coffee ဆိုတာလိုချင်ခံရတဲ့အရာဆိုတော့အဲ့လိုပဲ Chinese မှာဆိုလို့ရှိရင်လည်း我ဆိုတာ subject 要ဆိုတာလိုချင်တယ်咖啡ဆိုတာကျတော့လိုချင်ခံရတဲ့လိုချင်ချင်းခံရတဲ့အရာဆိုတော့ subject verb object 我要咖啡အဲ့လိုသွားတယ်။နောက်တစ်ခု she's a teacher သူကဆရာမတစ်ယောက်ဖြစ်တယ် she ဆိုတာ subject it ဆိုတာ she ဒီဖြစ်သည်အပြီး a teacher ဆိုတာကျတော့ဖြစ်ချင်းခံရတဲ့အရာဟုတ်နော်ဆိုတော့ Chinese မှာလည်းအဲ့လိုပဲသွားတယ်他是老师他ဆိုတာသူ是ဆိုတာဖြစ်တယ်ဟုတ်တယ်နောက်ခု老师ဆိုတာကျဆရာမ他是老师ဆိုတော့သူကဆရာမဖြစ်တယ်လို့ပြောတာနောက်တစ်ခုကကြပါလဲဆိုလို့ရှင် we go to school we ဆိုတာ subject go ဆိုတာ verb to school ဆိုတာကြတော့ဒါက object တစ်မျိုးပေါ့နော်ဆိုတော့နေရာပြဖို့ object လည်းဟုတ်လို့နေရာပြဖို့လည်းဟုတ်လို့သူက object အမျိုးအစားရတစ်ခုပဲပေါ့နော် object အမျိုးအစား၃မျိုးရှိရနောက်မှပြောမယ်ပေါ့နော်ကဲဆိုတော့ဒီမှာလည်းဆိုလို့ရှိရင်we ဆိုလို့ရှိရင် Chinese လို့我们သွားတယ်ဆိုရင်去ကျောင်းကိုကြောက်ဘယ်လိုခေါ်လဲဆိုရင်学校ဆိုတော့我们去学校 subject verb object အဲ့လိုသွားတယ်ဟုတ်ပြီနော်ကဲဆိုတော့အခုအမတို့ပထမဦးဆုံးပဲတော့သွားမလဲဆိုလို့ရှိရင် subject verb object ဆိုရဲဝတ္တမရှိခင်မှာအမတို့ဘာကိုသွားမလဲဆိုရင် subject pronoun ဆိုတဲ့ဟာလေးသွားမယ် subject pronoun ဆိုတာပြောလဲဆိုရင်ပြုလုပ်သူနာမ်စားလို့ပြောတာဆိုတော့အင်္ဂလိပ်စာမှာနာမ်စားအလုံးပေါင်း40တောင်ရှိတယ်။အမဆိုရင် subject ဆိုရင် I သုံးတယ် object ဆို me သုံးတယ် right I me my myself ငယ်ရချက်ခဲ့တာအလုံး40ရှိတယ်။ဟုတ်မလားဆိုတော့ Chinese မှာဘယ်နှလုံးပဲရှိလဲဆိုရင်6လုံး9လုံးပဲရှိတယ်။ဒါပြောချင်တာက Chinese ကပို့ပြီးတော့လွယ်တယ်အင်္ဂလိပ်စာထက်ဆိုင်။နော်။ဆိုတော့ဒီမှာ pronoun ဆိုတာနာမ်စားနာမ်ကိုအစားသုံးသောပုဂ္ဂိုလ်နာမ်စားလို့ခေါ်တယ်။အဲ့တော့ဆိုတော့မှကျွန်တော်ကျမလို့ပြောချင်လို့ရှိရင် who နဲ့ဘာနဲ့ပေါင်းထားလဲဆိုရင် or နဲ့ပေါင်းထားတယ် who or ဆိုတော့ဘယ်လိုတတ်ထွက်မလဲတမီးတို့我who or ဆိုဘယ်လိုတတ်ထွက်မလဲဟုတ်တယ်我ဆိုတာကျွန်တော်ကျမဟုတ်နော်နောက်တစ်ခုကျွန်တော်တို့လို့သုံးချင်လို့ရှိရင်တို့ရဲ့အဓိပ္ပာယ်ကအများရဲ့အဓိပ္ပာယ်ကနောက်မှာဗာလေးလိုက်ရုံပဲလဲဆိုရင် more and ဆိုတာပါတဲ့ထွက်မလဲ more and ဟုတ်တယ်我们ပေါ့နော် man လေးတစ်လုံးနဲ့ပို့လာတာကျွန်တော်တို့လို့ပြောချင်လို့ရှိရင်我们ကျွန်တော်တို့ပြောချင်ကျွန်တော်တို့လို့ပြောချင်ဘယ်လိုသွားမလဲတမီးတို့我们ဟုတ်တယ်နောက်ခုနင်းခမည်းသေးပေါ့နော်အဲ့ဆိုလို့ရှိရင်အဲ့ဒါကိုကြတော့ဘယ်လိုသွားမလဲဆိုရင်နနဲ့ပါနဲ့ပေါင်းထားလဲဆိုရင်ညီနဲ့ပေါင်းထားတာနညီဆိုပါတယ်ထွက်မလဲ你ဟုတ်တယ်နီဆိုတာမင်းခမည်းဟုတ်ပြီနော်ဆိုတော့အများသွားချင်တယ်မင်းတို့လို့ပြောချင်တယ်ဆိုရင်တော့你们မင်းတို့လို့သွားချင်ရင်တော့你们နိုင်你们你们ညမနော်နောက်ခုယောက်ျားလေးယောက်ျားလေးတူမိန်းကလေးတူလို့ပြောချင်တူလို့ပြောချင်လို့ရှိရင်တော့เธอနဲ့အာနဲ့ပေါင်းထားဆိုပါတဲ့ထွက်မလဲတမီးတို့他เธออา他เธออา他ဟုတ်တယ်เธออา他နောက်တစ်ခုသူတို့လို့ပြောချင်လို့ရှိရင်เธออา他မောအန်ဆိုတော့他们ညမနော်အဲ့ဆိုအားလေးအမတို့ပေါင်းကြမယ်နော်ဆက်လိုက်စမယ်နော်ဆိုတော့အသေးလေးတို့အသွဲရေးလိုက်စမယ်နော်who or what
不而我， Who or what 不而我， More and man 么安们， More and man 么安们，我们我们呢与你能与你，呢与你能与你， More and man 么安们，你们你们เธออาทา 可爱他， เธออาทา 可爱他， More and man 么安们， พามัน 他们